အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးက120လီတာစတီးစားကန်ရေခဲဆက်ကလေးပါဒီကဆက်ကလေးထဲမှာကျွန်တော်ကွန်ထရိုးပန်နယ်တွေပါမယ်ဒီဆက်ကလေးကမော်တာဇောက်ထိုးလေးပေါ့နော်မော်တာဇောက်ထိုးနောက် original အပူပိုင်းမြင်းကောင်းရင်တကောင်ခွဲအားပေါ့နော်မြင်းကောင်းရင်တကောင်ခွဲအားနဲ့ဆင်းထားတယ်120လီတာစားကန်ရေခဲဆက်ကလေးပြရေခဲဆက်ကလေးကဆိုရင်မှာကွန်ထရိုးပန်နယ်တွေပါမယ်ဗျာနော်ကွန်ထရိုးပန်နယ်ထဲမှာစားမွေအဖွင့်ပိတ်တွေပါမယ်ကွန်မဆာအဖွင့်ပိတ်တွေပါမယ်တမ်ပရေချာတွေကြည့်လို့ရမယ်အေးချိန်ကြည့်လို့ရမယ်မီးအားကြည့်လို့ရမယ်နောက်အမ်ပီယာတွေကြည့်လို့ရမယ်ထဲမှာဆိုလည်းဘရိကာတွေစီကတ်တွေပါမယ်ဗျာနော်ထဲမှာဆိုလည်းဘရိကာတွေပါမယ်စီကတ်တွေပါမယ်ကွန်ဒတာတွေပါမယ်ဗျာနော်နောက်ပြီးတော့ဒီဆက်ဒီကဲဆက်ကလေးဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ပိုက်ချုပ်ပိုက်ကွေးစနစ်တကျတက်ဆင်ပေးထားတယ်နောက်ပြီးတော့ extension ဘားလေးနဲ့ကျွန်တော်ဆင်ပေးထားတာဗျနောက်နော်ဆက်ကိုလည်းဒီမှာဒီဘားရည်ဆိုတဲ့ဘောဆက်ကြီးဘောဘားကြီးကျွန်တော်ထည့်ပေးထားတယ်နော်အကောင့်တွေထည့်ပေးထားပါတယ်ဒီမှာဆိုရင်ကျွန်တော်အပူပိုင်းတွေပါကြီးအပူပိုင်း original အပူပိုင်းအသစ်တွေပါကြီးနဲ့ကျွန်တော်ဆင်ပေးတာပါနော်မော်တာဆိုရင်လည်းမော်တာဇောက်ထိုးပေါ့နော်စတီးကန်မော်တာဇောက်ထိုးပေါ့တောင်အတွင်းထဲမှာဆိုရင်လည်းကျွန်တော်ကြီးကွိုင်နော်ကြီးကွိုင်ကိုထည့်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီစားမွေတလက်တွေဆိုလည်းကျွန်တော်အပြင်ကဒီရေခဲတုပ်တွေပါဆွဲယူပေါက်မသွားအောင်လို့ကျွန်တော်ကာဘာဖုံးတွေထည့်ပေးထားတယ်နော်ကာဘာဖုံးတွေထည့်ပေးထားတယ်အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးက220လီတာစားကန်ရေခဲဆက်ကလေးပါဒီရေခဲဆက်ကလေးက original အပူပိုင်းoriginal အပူပိုင်းကျွန်တော်ကွန်မဆာမြင်းကောင်ကြီး3ကောင်အားတက်ဆင်ပေးထားပါတယ်နောက်ပြီးတော့နိုင်ရွက်ကိုရေခဲချောင်းရေခဲတုပ်ဆိုရင်နိုင်ရွက်ကိုအချောင်း160ထွက်ပါမယ်ရေခဲပေါင်တုံးဆိုရင်4နိုင်နဲ့5နိုင်တပြန်ခဲပါမယ်ရေတန်းရေခဲရှိဆိုရင်ရေတန်းရေခဲဆိုရင်ကျွန်တော်တို့ဒီမှာနိုင်ဝက်ကိုမိနစ်20ကိုရေတန်းရေခဲဘန်4ဘန်ခဲပါမယ်ဗျာနော်ကျွန်တော်control system ဆိုရင်control system တွေစားမွေအဖွင့်ပိတ်တွေပါမယ်ကွန်ဆာအဖွင့်ပိတ်တွေပါမယ်အတမ်ပီချာကြီးကြည့်လို့ရမယ်ကျွန်တော်ဒီမှာဘိုးတွေကြည့်လို့ရမယ် ampere ကြီးကြည့်လို့ရမယ်အထဲမှာကျွန်တော်ဘာတွေပါမလဲဆိုရင် breaker တွေ circuit တွေ contactor တွေပါပါတယ်ဗျာနော် breaker တွေ circuit တွေ contactor တွေပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဒီဆက်ကလေးက400လီတာစားကန်ရေခဲဆက်ကလေးပါ400လီတာစားကန်ရေခဲဆက်ကလေးကကျွန်တော်25ပေါင်လုံး25ပေါင်လုံး8နိုင်တပြန်ကို16တုံးထွက်ပါတယ်မင်းကောင်ရေအားကကျွန်တော်3ကောင်အားပါခင်ဗျာမင်းကောင်ရေ3ကောင်အားကျွန်တော်ဒီထဲမှာကျွန်တော်ဘာပါမယ်ဆိုရင်ဒီ control panel တွေပါမယ်ကွန်မဆာကျွန်တော်ကွန်မဆာ
အတင်းမှာအပူပိုင်းနှလုံးနဲ့ပေါ့နော်အပူပိုင်းနှလုံးနဲ့နောက်ပြီးတော့ကျွန်တော်အေးလိုင်းဒီကျွန်တော်အပူပိုင်းနေအေးပိုင်းနေပိုက်လိုင်းနေအကုန်လုံးကျွန်တော်စနစ်တကျတိစောက်ပေးထားတယ်နောက်တစ်ချက်ကကျွန်တော်စက်ကြီးဘောပါးတွေကျွန်တော်ထည့်ပေးထားတယ်ဘူးမှမထည့်သေးတဲ့စက်ကြီးဘောပါးတွေကျွန်တော်ထည့်ပေးထားတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီဆက်ကပေါ့နော်ဒီဆက်ကကျွန်တော်ဆိုလာသမားတွေအတွက်တီးတန့်ဆိုလာသမားတွေအတွက်ဆိုလာအင်ဗာတာရဲ့ရှိတဲ့လူတွေအင်ဗာတာနဲ့မောင်းမဲ့လူတွေအတွက်ကိုကျွန်တော်ဘာလို့လုပ်ပေးလာတယ်ဆိုရင်ကိုထုပန်နယ်ကိုစနစ်မြင့်ပေးထားတယ်ကျွန်တော်တို့ဒီပေါ့နော်ဆက်ဖွင့်လိုက်တာနဲ့ကျွန်တော် study လုပ်ကိုအရင်မဆွဲအောင်ကျွန်တော်တို့လုပ်ပေးထားတယ်ဗျာနော်ဆက်ဖွင့်လိုက်တာနဲ့ study လုပ်အရင်မဆွဲအောင်လုပ်ပေးထားတယ်ဘာတွေထည့်ပေးထားတယ်နော် study လုပ်ခံနိုင်အောင် loading ခံနိုင်အောင် inverter ကို study လုပ်ခံနိုင်အောင်ကျွန်တော်ထည့်ပေးထားတယ် study လုပ်ဆိုရင်ဗျာကျွန်တော်ဒီ inverter 6kV ဆိုရင်ကျွန်တော် study လုပ်ကို3အောင်တစ်လုံးဆိုရင် 6kV study လုံးကိုကျွန်တော်ရိုးရိုးပုံမှန်ဖွင့်မယ်ဆိုရင် study လုပ်မနိုင်ဘူးဗျဒါပေမဲ့ကျွန်တော်ဒီ set တွေက study လုပ်ကို2လုံးလောက် study လုပ်ကောင်းကောင်းဖွင့်လို့ရတယ် 6kV ကို2လုံးလောက်ကောင်းကောင်းဖွင့်လို့ရတယ်သို့တော်ညာလဲကျွန်တော်ဒါမောင်းနိုင်တဲ့အားကိုပြောပြပါတော့အင်မရာမိုက်အတွက်ဒီဟာလေးကအထူးကောင်းပါတယ်စနစ်တော်တော်လေးကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာဒီလူနဲ့လောက်ရမယ်ဥစ္စာတွေမဖွင့်အပိတ်လုံးမဟုတ်ဘူးဗျနောက်ဆိုလိုနိုင်တယ်ဆိုလည်းသူ့ဘောင်အော်တိုဖွင့်ပြီးမှာအော်တိုဖွင့်ပြီးသူ့အချိန်ကြာနဲ့အော်တိုပြန်ပိတ်မှာဗျာနော်ဒါကျွန်တော်တို့ဒီ auto system တွေအကုန်လုံးထည့်ပေးထားတယ် study လုပ်ကိုလည်း auto system နဲ့ကျွန်တော်ထည့်ပေးထားဗျာနော်အဲ့ဒါတော့ကျွန်တော်တို့ဒီထိထားရီကစက်ကအားတာချက်ဗျဘယ်သူမှမလုပ်သေးတဲ့အားတာချက်ပါနော်ဘယ်သူမှလည်းနီးပညာမထွင်ဘူးကျွန်တော်တို့ကလောဆယ်အင်ဗာတာသမားတွေအတွက်ကိုလက်ရှိမှာလည်းကျွန်တော်တို့ဒီအင်ဗာတာအတွက်ကိုရောင်းနေရပါတော့မီဆိုလာတွေနဲ့သုံးနေတဲ့လူတွေအတွက်ကိုရောင်းပေးနေရတဲ့အတွက်ကျွန်တော် study လုပ်ခံနိုင်အောင်လို့ကျွန်တော်တို့တေချာစနစ်တကျတက်ဆင်ပြီးပြထားဗျလူနဲ့နှိပ်ပြီးတော့မဟုတ်မီးဖွင့်လိုက်တာနဲ့သူ့အောင် auto system တွေနဲ့သွားမှာပါနော် auto system တွေနဲ့သွားမှာပါအားလုံးပဲမင်္ဂလာပါဒီဆက်ကလေးက25ပေါင်တုံး6နာရီတပြန်ကိုအတုံး30ထွက်ပါတယ်ခင်ဗျာ25ပေါင်တုံး6နာရီတပြန်ကိုအတုံး30ထွက်ပါတယ်စတီးစားကန်ရေကဆက်ကလေးပါဒီဆက်ကလေးရဲ့အားသာချက်ပြောမယ်နော်အားသာချက်နံပါတ်1ကကျွန်တော်တို့မှာ Wi-Fi ဖုန်းထဲကနေပြီးတော့မှအဖွင့်ပေးလုပ်လို့ရပါတယ်ဗျာနော်ဖုန်းထဲကနေအဖွင့်ပေးလုပ်လို့ရပါတယ်နော်ဖုန်းထဲကနေအဖွင့်ပေးလုပ်လို့ရတယ်ဗျာနော်ဖုန်းထဲကနေအဖွင့်ပေးလုပ်လို့ရတယ်အားသာချက်နံပါတ်2ကဒီလို control panel တွေပါမယ်ဗျာနော်အားသာချက်နံပါတ်2ကဒီလို control panel တွေပါမယ် control panel ထဲမှာဆိုရင်ကျွန်တော်တို့စားမွေအဖွင့်ပေးရမယ်နောက်တော့ကျွန်တော်ဒီမှာကွန်မစာ main အဖွင့်ပေးရမယ်ဗျာနော်ကွန်မစာ main အဖွင့်ပေးရမယ်နောက် temperature တွေကြည့်လို့ရမယ်နောက်ဒီဟာတွေဆိုအလန်းတွေပါမယ်ဗျာနော်ဒါဆိုရင်စက်ရက်နေအလန်းတွေပါမယ်ဒီကောင်ဆို auto on
သွားမယ်ပေါ့နော်အော်တိုမောင်းလို့ရတယ်မန်နျူရယ်မောင်းရတာကျွန်တော်မန်နျူရယ်မောင်းထားတာအော်တိုကကျွန်တော်ဖြတ်ထားတယ်ပေါ့နော်အော်တိုကဒီအေးချိန်ဆန်သားဖြတ်ထားတဲ့အတွက်ဆက်ကတော့ရက်နေတယ်ဗျနော်အဲထဲမှာဆိုရင်ကျွန်တော်တို့ဘရိကာတွေပါမယ်စိတ်ကတ်တွေပါမယ်စိတ်ကတ်ဆိုရင်လည်း3လုံးပါပဲဗျနော်စိတ်ကတ်တွေ3လုံးပါမယ်ကျွန်တော်ဒီအောက်မှာလည်းစိတ်ကတ်တွေပါမယ်ကော့တက်တာတွေပါမယ်ဗျနော်ဒါနံပါတ်2ချက်သူများကြီးနဲ့ရှင်လို့ရတဲ့ဥစ္စာတွေပေါ့နော်နံပါတ်2ချက်တော့စားမွေမော်တာပေါ့နော်ဒီစားမွေမော်တာကကျွန်တော်မော်တာဇောက်ထုတ်ဖြစ်တဲ့အတွက်စားမွေမော်တာဇောက်ထုတ်ဖြစ်တဲ့အတွက်ရေလျားစနစ်လည်းကောင်းနေဗျနော်ရေလျားစနစ်ကောင်းနေစားမွေမော်တာဇောက်ထုတ်ဖြစ်တဲ့အတွက်ဒီစားဒီပေါ့ဒါဆိုရင်ကျွန်တော်ဒီတ냐လုံးမောင်းလာတာဆက်ပူခြင်းလည်းမရှိဘူးနော်နံပါတ်3နံပါတ်4အချက်ကတော့ဒီမှာကျွန်တော်ဒီမှာဒီခဲခဲတဲ့ဒီမိုးပေါ့နော်မိုးကကျွန်တော်စတီးမိုး1.2 မီလီအထူရှိတယ်ဗျာနော်စတီးမိုး1.2 မီလီအထူရှိတယ်ဗျာစတီးမိုး1.2 မီလီအထူရှိပါတယ်အမျိုးစတီးမို့အထူက1.2 မီလီအထူရှိရဗျာနော်အမျိုးစတီးမို့1.2 မီလီအထူရှိရဗျာနော်ဒီ frame ပေါ့နော်စက်တက်ခုတော့ဒီလိုစတီး frame ဒီလိုစတီး frame တွေပါမယ်ရေခဲတုံးဆင်ဖို့အတွက်ကိုကျွန်တော်ဒီလိုစတီး frame တန်းနေပါမယ်ဗျာနော် frame တန်းနေပါမယ်ရေခဲတုံးဖိဖို့အတွက်ဒီလိုတန်းနေပေါ့နော်တန်းကျုပ်တွေပါမယ်ဗျာနော်အဲ့ဒါတွေကတော့အများကြီးအားသာချက်တွေပါဗျာနောက်ပြီးတော့ကျွန်တော်စတီးကန်နောက်တစ်ချက်ကဒီမျိုးစတီးကန်ဒီလိုအထူပေါ့နော်ဒါလေးလက်မအထူနဲ့ကျွန်တော်တို့အသုံးပြုပေးထားပါတယ်စတီးကန်ဒီလိုလေးလက်မအထူလေးနဲ့အထူနဲ့အသုံးပြုပေးထားပါတယ်ဗျာနော်လေးလက်မအထူရှိပါတယ်ဒီလိုအပုံးလေးနဲ့စနစ်တကျရှိပါတယ်ဗျာနော်ဆက်ကိုလည်းဒီလိုစနစ်တကျတည်တက်နဲ့ကျွန်တော်လုပ်ပေးထားပါတယ်ဗျာနော်အများနဲ့မတူအောင်စနစ်တကျတက်ခက်လုပ်ပေးထားပါတယ်